ခွဲတဲ့နေရာမှာတဲ့တချို့ကမေးတယ်ငရေမီနဲ့ခွဲရင်စိတ်ချရပြီလားတဲ့စူဇန်ပြပြမယ်အရင်ကဆိုရင်တော့ငရေမီနဲ့ခွဲရင်တော့စိတ်ချရတယ်ဒါပေမဲ့အခုခေတ်မှာလေရွှေတုတွေအရင်ပေါ်လာတယ်ပြောရမယ်ဆိုရင်တော့တရုတ်ကဆင်သက်လာတဲ့နည်းပညာလို့ပြောမှာပေါ့နော်ရွှေတုတွေအရင်များလာတဲ့အခါမှာငရေမီကျွေးတိုင်းလဲစိတ်မချရတဲ့အခါမျိုးတွေရှိတတ်တယ်ဒီတော့စူဇန်တို့ပြောရမယ်ဆိုရင်ဘယ်အရာမှအခုချိန်မှာ100 ရာခိုင်နှုန်းအတုအစစ်စစ်ပါတယ်လို့တော့မသိကြသေးဘူးတခုတော့ရှိတာကစူဇန်တို့ရွှေတုစစ်ခွဲတဲ့နေရာမှာဆိုရင်ဘာသာရက်ဘောင်စုံလေးလာတာရဥပမာငရေမီနဲ့ခွဲတာလားဒါမှမဟုတ်လောင်မီနဲ့ခွဲတာလားစားလောင်မီနဲ့ခွဲတာလားဒါမှမဟုတ်လို့ရှိရင်အနံ့လားအတန်လားစသည်ဖြင့်စူဇန်တို့ဘောင်စုံကခွဲမှသာလျင်80 ရာခိုင်နှုန်းသို့မဟုတ်80 ရာခိုင်နှုန်းပဲစိတ်ချရတာရှိပါတယ်ဒါကြောင့်မို့ပြောရမယ်ဆိုလို့ရှိရင်တော့ရွှေအတုအစစ်ကိုကျွမ်းကျင်စွာခွဲတတ်ခြင်းနဲ့ဆိုရင်တော့ကိုကရွှေတွေကိုများများထိတွေ့ပါနေ့စဉ်စူဇန်တို့ရွှေဆိုင်လေးတွေခင်းတဲ့အခါမှာရွှေရဲ့အလေးချိန်လေးတွေကိုခန်းစားချက်နဲ့ပြအောင်လုပ်ပါနောက်တစ်ခုကကြတော့စူဇန်တို့ကိုယ့်စီကိုလာတဲ့ရွှေတွေကိုတေချာကျွမ်းကျင်စွာစစ်တတ်ဖို့လိုပါတယ်တကယ်လို့ကိုယ့်အနေနဲ့စိတ်ထဲကတန်တရားတစ်ခုခုဖြစ်လာမယ်မတင်ငါမျိုးတွေဖြစ်လာမယ်ဆိုလို့ရှိရင်တော့ဒီလိုရွှေမျိုးဒီကိုယ့်ရဲ့အပေါင်းဆိုင်မှာဆို၎င်းကိုယ့်ရဲ့အဆိုင်မှာဆို၎င်းအပြင်ရွှေနေနဲ့လက်ရောင်းတဲ့အခါမှာမဝယ်ဖို့အတွက်ပြောချင်ပါတယ်ဒီတော့ရွှေအတုစစ်ခွဲဖို့အတွက်ကို100 ရာခိုင်နှုန်း percentage တေချာတဲ့နီးလန်းရှိပြီလားဆိုလို့ရှိရင်တော့ပြောမယ်ဆိုရင်အကုန်လုံးကဘတ်ဘောင်းစုံတောက်ဘောင်းစုံကစစ်ဆေးနေရဆုံးဖြစ်ပါတယ်ဒါကြောင့်မို့ရွှေပညာကိုလေ့လာတဲ့သူတွေတေချာလေးလေ့လာကြပါလို့နှောက်ရည်သိချင်ပါတယ်ရှင့်ကျေးဇူးတင်ပါတယ်